ဒါကစိတ်လှုပ်ရှားစရာကောင်းတဲ့ပေလွန်သူများရဲ့အယုံဦးလို့နာမည်ကြီးတဲ့ဇွန်ဘီရုပ်ရှင်တွေကဖြစ်ပါတယ်။တနေ့မနက်မှာရှောင်းဆွင်းဆိုတဲ့လူငယ်တယောက်အိပ်ပျော်နေတော့တကားပြင်ဘက်ကအတန်တစ်ခုကြောင့်ရုတ်တရက်နိုးလာခဲ့ပါတယ်။မော်ကြည့်လိုက်တော့သူ့သမီးကိုမြင်လိုက်ရပေမဲ့ဖြည်းဖြည်းချင်းချင်းကပ်လာတဲ့အခါမနှက်မိနိုင်လောက်အောင်ကိုက်ဖြတ်ခံထားရတဲ့မျက်နှာတစ်ခုသူ့ရှေ့မှာပေါ်လာခဲ့ပါတယ်။ရှောင်းဆွင်းကသူ့သမီးစီချက်ချင်းပြေးသွားပေမဲ့နောက်တစ်စက္ကန့်မှာသူ့သမီးကသူ့လေပင်ကိုရုတ်တရက်ကိုက်ဖြတ်ဖို့ကြိုးစားလိုက်ပါတယ်။သူ့သမီးရဲ့ထူးဆန်းတဲ့အပြုအမူကိုမြင်တော့ကြောက်လန့်ပြီးတကားကိုချက်ချင်းပိတ်လိုက်ပါတယ်။အချိန်ထဲမှာသူ့ယောက်ျားကိုလှည့်ကြည့်လိုက်တော့သွေးစာလုံးလို့တေးလူမတက်ဖြစ်နေပါပြီ။သူ့မိကရဲကိုဖုန်းဆက်ဖို့ကြိုးစားခဲ့ပေမဲ့အပြင်ကသူ့သမီးကတကားကိုအဆက်မပြတ်ထုနေပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကရုတ်တရက်ထွက်လိုက်ပါတယ်။ရှောင်းမီကသူ့ယောက်ျားကပိုကောင်းတယ်လို့ထင်ပြီးတိုးတိုးလေးခေါ်လိုက်ပေမဲ့မမျှော်လင့်ပဲအဲ့ဒီလူကသူ့ကိုခေါ်အုပ်လိုက်ပါတယ်။ရှောင်းမီကကြောက်လန့်တကြားနဲ့ရေချိုးပန်းနဲ့ပေါက်ပစ်ခံခဲ့ပါတယ်။ခချင်းကလေးပေါက်ကိုဖွင့်ဖို့ကြိုးစားပေမဲ့သူမအရန်အားနေနေပါတယ်။ရက်ဆက်ကြမ်းကြုတ်ပုံရတဲ့ဘလူးအင်အားကိုသူမတိလိုက်တဲ့အခါသတင်းပေါက်ကိုဖွင့်ပြီးပက်လက်ခုံစင်းကမြက်ခင်းပေါ်ကနေသူမရဲ့ကားစီအမြန်ပြေးသွားခဲ့ပါတယ်။လမ်းမတွေပေါ်မှာအိုးတန်တွေနဲ့ပြည့်နေနေခဲ့ပါတယ်။အဖိုးတယောက်ကသူမကိုသွေးတွေနဲ့ပေပွားနေတာကိုမြင်တဲ့အခါသူမကိုဇွန်ဘီတကောင်လို့တောင်ထင်မှားပြီးတက်ဖို့ပြင်ဆင်နေတယ်။ဒါပေမဲ့ရုတ်တရက်မျိုးသမီးကတော့မပြန်နိုင်ခင်မှာပဲသူမရဲ့ခင်ပွန်းကအိမ်ထဲကထွက်လာပြီးကားပေါ်ကိုခုန်တက်ကကားရှိမှန်ကိုတစ်ချက်တည်းနဲ့ရက်ခွဲလိုက်ပါတယ်။သူမကကြောက်လန့်တကြားနဲ့ဂီယာကိုမြင်ပြောင်းပြီးမောင်းထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာကြောက်စရာကောင်းတဲ့ဇွန်ဘီဗိုင်းရပ်စ်တစ်ခုပြန့်နှံ့နေတယ်ဆိုတာသဘောပေါက်လိုက်ပါတယ်။သူမအာယုံပြန့်လွင့်နေတဲ့အခိုက်အတန့်မှာအမျိုးသားတစ်ယောက်ကရုတ်တရက်ကားတကားကိုဖွင့်ပြီးကိုက်စားဖို့ကြိုးစားခဲ့ပါတယ်။ရုံးရည်ဆန်ခတ်ဖြစ်မှုမှသူမကမောင်းနေရင်လည်းသူ့ကိုကန်ထုတ်ခဲ့ပေမဲ့ကံမကောင်းစွာပဲကားကတစ်ပင်တစ်ပင်ကိုဝင်တိုက်မိခဲ့ပြန်ပါတယ်။ကားမတော်တဆမှုကနေနိုးလာတဲ့အခါကားပေါ်ကဆင်းလာတဲ့တစ်ချိန်လေးမှာကင်းဆောင်တစ်ယောက်ကတနက်နဲ့သူ့ကောင်းကိုချိန်ထားခဲ့တာကိုသိရှိခဲ့ပါတယ်။အမျိုးသမီးကသူ့မိကွန်းတွေကိုအလွယ်တကူဖြေနိုင်တာကိုမြင်တော့သူတို့အတူတူထွက်ပြေးသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကဘာကြီးကရှုပ်ထွေးနေပြီးလူအများစုဟာရှင်းမပြနိုင်တဲ့ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုတွေ့ရှိခဲ့ပါတယ်။သူတို့လမ်းလျှောက်နေတော့မှအသက်လူပြေးနေတဲ့လူ၃ယောက်နဲ့မမျှော်လင့်ပဲတွေ့ဆုံခဲ့ပါတယ်။ခဏလောက်စကားပြောပြီးတဲ့နောက်စူပါမားကတ်တစ်ခုကိုတွားကြပါတယ်။ဒါပေမဲ့တကားဖွင့်လိုက်တဲ့အချိန်မှာလက်ပြက်နေတဲ့ဇွန်ဘီနှစ်ယောက်သူတို့ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်။အမျိုးသမီးရဲ့အော်တန်ကြောင့်ပတ်ဝန်းကျင်ကဇွန်ဘီတွေအားလုံးအံ့အားသင့်သွားကြပါတယ်။ကံကောင်းထောက်မှစွာပဲလောင်ဖေးကတော့ကိုဖောက်ထွက်ပြီးအဖွဲ့သားတွေစူပါမားကတ်ထဲကိုကပ်ပြီးထွက်ပြေးသွားကြပါတယ်။အခြားအခန်းတစ်ခန်းထဲကိုရှောက်ဝင်သွားတော့အထဲမှာလှုပ်ရှားမှုတစ်ခုခုကိုသတိထားမိပြီးအသက်ရှင်ကျန်ရစ်သူတယောက်လို့ယူဆပြီးဘာမှမစင်စားပဲတကားကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲသွေးစာနေတဲ့ဇွန်ဘီတစ်ကောင်ဖြစ်နေကအဝေကိုမြေပြင်ပေါ်တွန်းလဲချလိုက်ပါတယ်။အောက်ထက်ကသူမနဲ့တခြားသူတွေရုပ်ရုပ်သေးသေးအတန်ကိုမြင်ကြားလိုက်ရပါတယ်။လောင်ဟဲကအမျိုးသမီးကိုမတော်တဆထိခိုက်မှာဆိုလို့တနက်မတုံးပဲရေကူးကန်တွေကဇွန်ဘီနဲ့တိုက်ခိုက်ပါတယ်။သူမကမြေပြင်ကနေအမဲလိုက်ရိုင်ဖဲတလက်ကိုဆွဲယူပြီးဇွန်ဘီကိုအကြိမ်ကြိမ်ပစ်ခတ်လိုက်ပါတယ်။အချိန်ထဲမှာပဲအာဝေးကအပေါ်ထက်ကိုအခွင့်အရေးယူပြီးအနီးနားကလက်နက်နဲ့ဇွန်ဘီရဲ့ခေါင်းကိုထုပြီးအနိုင်ရခဲ့ပါတယ်။ပြီးတော့အဖွဲ့သားတွေပြန်ဆောင်ပြီးဓလေကားနဲ့ဒုတိယထပ်ကိုတက်သွားကြပါတယ်။ကိုအန်အောစီရာကကိုဝင်ဆောင်မျိုးသမီးဟာရန်ပွဲအတွင်းဇွန်ဘီတကောင်ကြောင့်ချော်လဲပြီးဒဏ်ရာရသွားခဲ့ပါတယ်။သူတို့ရဲ့မမွေးသေးတဲ့ကလေးကိုကာကွယ်ဖို့စုံတွဲကလွတ်ဝက်ထားခဲ့ပါတယ်။ရုတ်တရက်ဈေးဝယ်စင်တာအပြင်ဘက်မှာကားဟုံးတန်ကြီးလာခဲ့ပြန်ပါတယ်။သူတို့အမိုးပေါ်ရောက်တော့ဈေးဝယ်စင်တာစီကိုထိမနိုင်သိမ်းမရဥတီနေတဲ့ထရက်ကားတစ်စီးကိုတွေ့လိုက်ရပါတယ်။နောက်ွယ်မှာဇွန်ဘီတွေမရေမတွက်နိုင်အောင်ဝိုင်းအောင်နေပါတယ်။ဒါပေမဲ့သူတို့မမျှော်လင့်ထားတာကဒီဒုက္ခတွေတွေကြားမှာဇွန်ဘီတကောင်ပေါ်လာခဲ့ပြန်ပါတယ်။ကိုဝင်ဆောင်မျိုးသမီးကိုခင်ပွန်းဖြစ်သူကကတင်မှာလက်နက်ချီကိုချိနှောင်ထားပါတယ်။သူမဟာလုံးဝသတိလစ်သွားပြီးဇွန်ဘီတကောင်လိုဖြစ်သွားခဲ့ပါတယ်။ထူးဆန်းတာကသူမရဲ့ဝမ်းပိုက်ထဲကကလေးလေးတွားထွက်လာခဲ့ပါတယ်။စုံညံတန်တွေကိုကြားတော့အဖွားအိုဝင်လာခဲ့ပါတယ်။ကိုတင်ပေါ်ကဇွန်ဘီကိုမြင်တော့မျိုးသမီးရဲ့ခေါင်းကိုတွတ်ဆုပ်ခြင်းမရှိပဲပြစ်ခတ်ခဲ့ပါတယ်။မျိုးသားကလည်းရုတ်တရက်တနက်ကိုမြောက်ပြီးပြစ်ခတ်ခဲ့ပါတယ်။မျိုးသမီးနှစ်ယောက်အပြန်အလှန်ပြစ်ခတ်ခဲ့ကြပြီးအဲ့ဒီနေရာမှာပဲပွဲချင်းတည်ဆုံသွားခဲ့ပါတယ်။ရုတ်တရက်ကလေးငိုတန်ကြားလိုက်ရပါတယ်။သူတို့ကမယုံနိုင်စွာနဲ့ဆောင်းကိုမြောက်လိုက်ပါတယ်။မျိုးသမီးရဲ့ငွေကင်းစားကလေးကလည်းဇွန်ဘီတကောင်လိုဖြစ်နေခဲ့ပါတယ်။ဒီနေရာကမလုံခြုံဘူးဆိုတာကိုသိတဲ့အတွက်သူတို့အဖွဲ့ဟာအဲ့ဒီညမှာထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာကားကိုတောင်ထဲမှာတန်ချက်ကရင်နှစီးကိုတွေ့ရှိခဲ့ပါတယ်။အစင်းမြင့်လက်နက်တွေနဲ့အပြင်ဘက်ကဇွန်ဘီအုပ်ကြီးကိုဖျက်ကျော်နိုင်ခဲ့ပါတယ်။တန်တကားကိုဖောက်ထွက်လိုက်တာနဲ့ရင်မောင်းကအရှိန်မြင့်လိုက်ပေမဲ့အင်အားသိစရာကောင်းတာကအပြင်ဘက်ကဇွန်ဘီရေအတွက်ကအလွန်များပြားလုံးပါတယ်။ကားကအထဲမှာလုံးဝလှုပ်ရှားလို့မရအောင်ရပ်တန့်သွားပါတယ်။အဲ့ဒီအချိန်မှာအထဲကတယောက်ကဓာတ်ငွေဘူးတစ်ခုကိုဆွဲယူပြီးဇွန်ဘီအုပ်ကိုပြစ်ပေါက်လိုက်ပါတယ်။ပြီးတော့အခွင့်အရေးကိုစုပ်ကင်ပြီးဓာတ်ငွေဘူးကိုပြစ်ခတ်လိုက်တာကြောင့်မီးတောက်တွေပေါက်ကွဲပြီးထူထပ်တဲ့မိုးတိမ်ကြီးတစ်ခုလိုဖြစ်လာပါတယ်။တန်ကောင်းထောက်မှစွာပဲသူတို့ပြုပြင်ထားတဲ့တန်ချက်ကာရင်ကခိုင်မာလုံးပါတယ်။ရှေ့ကလန်တာစီးတွေကိုရှင်းလင်းပြီးတဲ့နောက်တန်ချက်ကာရင်ကိုဇွန်ဘီအုပ်ကြီးကိုမောင်းထုတ်ပြီးရှေ့ကိုဦးတည်သွားကြပါတယ်။တကူကောင်းဆန်တဲ့အသင်းဖော်ဟာသူ့ဖော်အနေနဲ့ကြားရောက်နေတာကိုမြင်တော့သူမကိုမကူညီုံတာမကလက်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူတကားဖွင့်လိုက်တဲ့အခါအပေါ်ကဇွန်ဘီတကောင်ပေါ်လာတာကိုသတိထားခဲ့ပါတယ်။သူတို့လိန်နဲ့ထွက်ခွာဖို့ပြင်ဆင်ခဲ့ကြပေမဲ့ကံမကောင်းစွာပဲတကားဖွင့်လိုက်တဲ့အချိန်မှာပဲသူတို့နောက်ကဇွန်ဘီတွေအားလုံးလိုက်လာပြီးတထားကိုဇွန်ဘီအုပ်လိုက်ကြီးမြန်မြန်ဆန်ဆန်စီးနှင်းတိုက်ခိုက်ခဲ့ပါတယ်။အထဲမှာပိတ်မိနေတဲ့လုံခြုံရေးဘူကြီးကသူတေးရတော့မယ်ဆိုတာသိနေခဲ့ပါတယ်။ကြီးမားတဲ့ပောက်ကွဲမှုကြောင့်ကားတစ်စီးလုံးချက်ချင်းပဲမီးလောင်သွားခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်သူ9ယောက်ဟာလှိန်ငယ်လေးတစ်စင်းနဲ့ထွက်ခွာသွားကြရင်ရုပ်ရှင်ဇာတ်လမ်းလေးလည်းပြီးဆုံးခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်။